吧。ကျမနာမည်ကတော့ဆရာမလူလူဝင်းဖြစ်ပါတယ်။ဇီကုံကိုတင်တော်ကဖြစ်ပါတယ်။ကျမသင်ကြားပေးမယ့်သင်ခန်းစာနဲ့တခြင်းကတော့သခင်ယေရှုရဲ့ချစ်ခြင်းဖြစ်ပါတယ်။မင်္ဂလာပါ။ကျမနာမည်ကတော့ဆရာမအီအီဝေဖြစ်ပါတယ်လို့ကျမကပထမသင်ခန်းစာ1မှာပေါ့နော်ယုံကြည်ခြင်းဖြစ်ကယ်တင်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့သင်ကြားပေးမှာဖြစ်ပါတယ်လို့ဒီတရားလေးမှာမနက်ပိုင်းမှာသခြင်းသင်ကြားပေးမှာဖြစ်ပါတယ်လို့ကျေးဇူးတင်ပါတယ်။မင်္ဂလာပါ။မင်္ဂလာပါ။ဘုရားဝန်တာပါလေ။ဝန်တာပါလေ။ရိုက်ချစ်တယ်နော်။ချစ်ပါလေ။ရိုက်ချစ်။ရိုက်ချစ်။နော်။ဆမကတော့ဆမနာမည်ကဆမလီလီယန်ဖြစ်တယ်နော်။ဆမကတော့ဆမကျန်းစာနဲ့ပတ်သက်တဲ့သင်ခန်းစာဖြစ်နော်ယုံကြည်ခြင်းအားဖြင့်ကယ်တင်ခြင်းဆိုတဲ့သင်ခန်းစာကိုသင်မှာဖြစ်တယ်နော်။ဆိုတော့နှစ်ပိုင်းခွဲမှာနော်အရှိတန်းနဲ့ငယ်တယ်။ဆမကအရှိတန်းကိုသင်ပေးမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါကျမနာမည်ကတော့နန်းခမ်းလောင်လေးဖြစ်ပါတယ်လို့အရင်ခေါ်ရရှင်လို့ရှိရင်ခမ်းလို့ခေါ်လို့ရပါတယ်လို့ကျမကတော့တခင်တင်လာချိန်ပြီးပြီဆိုတဲ့တစ်ချင်းနဲ့အတူလက်မှုကိုတင်ကြားပေးမှာဖြစ်ပါတယ်ဒီမှာရှိတဲ့တတော်မီတွေကိုတွေ့ရလို့အရင်ဝမ်းသာပါတယ်အားလုံးမင်္ဂလာပါကြောင့်သင်ပေးမှာဖြစ်ပါတယ်။ဒီရှိရဲ့ရှိရဲ့သူကဒီရှိကိုဘယ်လိုချစ်ရလဲဆိုတဲ့ခေါင်းစဉ်နဲ့အရှိတန်းကိုသင်ပေးမှာဖြစ်ပါတယ်။